လှုပ်ရှားတော့လဲစမခဘန်ဖွင့်တော့လဲစမခအိမ်ငှားတော့လဲစမခအဆဆရရစမခများလွန်လှတဲ့ဒီထိုင်းနိုင်ငံမှာအခြေခံလာစား12000ပဲရတဲ့ခင်ဗျားတို့ကျွန်တော်တို့တွေဒီလိုစမတ်ကြီးပေးရတဲ့ပြဿနာကနေဘလို့ရုံထွက်ကြမလဲဆိုတာစဉ်းစားဖို့လိုလာပါပြီတကယ်တော့ဒီလိုအဆဆရရစမတ်ကြီးပေးနေရတယ်ဆိုတာတနည်းအားဖြင့်ကိုအာမကိုပဲအချိန်ပြည့်သူများကိုပဲအားကိုးနေရလို့စမတ်ကြီးဆိုတာကြီးကိုပေးနေရတာပါဒီအခြေအနေကနေခွဲခြမ်းစိတ်ဖြန့်ကြည့်ရရင်အဖြစ်နှမျိုးတွေ့နိုင်ပါတယ်ပထမတစ်မျိုးကကျွန်တော်တို့မြန်မာလူငယ်တွေဟာညာသောအဖြစ်ကိုရုကိုချုံဖို့ကိုအားကိုကိုဖို့လေးလာတင်ယူဖို့အသိပညာတိုးပွားဖို့လို့ဆိုလိုက်ရင်ပြောတဲ့ကောင်ကဆရာကြီးလားဆိုတာနဲ့တင်ဇက်သိမ်းသွားတတ်ကြတဲ့လူမျိုးတွေပါကိုရိုင်းပြင်ဆင်တင်တာတွေကိုမပြင်ဆင်ဘူးအတိုက်ခံအငင်းပွားဖို့လောက်ပဲစိတ်အားထက်သန်နေကြတာမျိုးပါရာနှုံးပြမဟုတ်တော့ကိစ္စတချို့ကိုရိုင်းလောက်ကန်ဆောင်ရွက်နိုင်ရင်ကျွန်တော်တို့ပတ်စံတွေကိုသူများပေးဖို့မလိုပါဘူးအနည်းဆုံးဥပမာပေးရရင်စမတ်ကြီးမပေးရင်လို့ထိုင်းစာအခြေခံအင်္ဂလိပ်စကားပြောအခြေခံကိုမိတ်ဆွေတို့ကိုယ်တိုင်ဘယ်အတိုင်းတာအထိလေ့လာခဲ့ကြသလဲဆိုတာပြန်ဆန်းစစ်ဖို့လိုပါလိမ့်မယ်တစုံတစ်ခုကိုပြုလုပ်ဖို့လိုအပ်လာတဲ့အချိန်ခါတိုင်းကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုယ်ကိုကူညီဆောင်ရွက်ပေးနိုင်တဲ့တက်တိနားလည်တဲ့ communication background ဆိုတာလဲရှိဖို့အရေးကြီးပါတယ်ကိုယ်တိုင်ကဘာလို့မှစူးစမ်းအားထုတ်ခြင်းစိတ်မရှိပဲအဆအရပတ်စံပေးမှအဆင်ပြေတဲ့အခုခေတ်ကာလကြီးမှာကုန်ကြစိတ်တွေအများကြီးရှိလာမှစမတ်ကြီးတောင်းတဲ့သူကိုအပြစ်တင်နေတာတဘာဝမကြောက်ဘူးဗျဒီလိုပြောလို့စမတ်ကြီးအစမတန်တောင်းနေတဲ့သူတွေကိုထောက်ခံတာမျိုးမဟုတ်ပါဘူးဒီလိုမတော်မတရားလုပ်ရမျိုးကိုလည်းကျွန်တော်ကိုယ်တိုင်လည်းရှုတ်ချပါဒုတိယတစ်မျိုးကတော့စမတ်ကြီးကိုတင်းတင်းမြတ်တဲ့ဈေးနှုန်းနဲ့တောင်းလို့မရဘူးလားဆိုတဲ့မေးခွန်းပါဒီလိုအခါချင်းကိုစမတ်ကြီးယူပြီးလှုပ်တဲ့လုပ်ငန်းဆိုတာတရားဝင်တဲ့လုပ်ငန်းမဟုတ်ပါဘူးပုဂ္ဂလိကလုပ်ငန်းဖြစ်တဲ့အတွက်အခကြေးငွေကိုဘယ်မျှဟာတင့်တော်တယ်လို့ဆုံးဖြတ်ပေးလို့ရတဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူးဝန်ဆောင်မှုပေးလို့ဝန်ဆောင်မှုယူတာကိုအပြစ်ပြောလို့လည်းမရသလိုအပြစ်လည်းမဖြစ်ပါဘူးဒါပေမဲ့ဒုက္ခရောက်နေတဲ့ငါတို့နိုင်ငံသားချင်းအတူတူမတရားတာတော့ငါမလုပ်ဘူးဆိုတဲ့အတွေ့အမိတ်ဆွေရဲ့အသက်နဲ့ပဲဆိုင်တဲ့ကိစ္စပါဒါဟာကိုရေးကိုရာဆိုင်ရာဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လည်းဘယ်ကိစ္စမှာအခကြေးငွေကိုဘလောက်ပေးရရင်တော့တင့်တော်တယ်မတင့်တော်ဘူးလို့ဆုံးဖြတ်ပေးနိုင်တာမျိုးလည်းမလုပ်နိုင်ပါဘူးအချုပ်အားဖြင့်ပြောရရင်အလုပ်သမားတွေအနေနဲ့ကိုအားကိုပြီးလေးလာတင်ယူတရားရှိတာတွေကိုလေးလာတင်ယူဖို့ကိုအားကိုနိုင်အောင်ကြိုးစားဖို့နဲ့ဝန်ဆောင်မှုပေးတဲ့သူတွေဘက်ကလည်းဒုက္ခရောက်နေတဲ့ငါတို့နိုင်ငံသားအချင်းချင်းတင်းမျှတတဲ့အခကြေးငွေနဲ့ပဲဝန်ဆောင်မှုပေးမယ်ဆိုတဲ့ကိုချင်းစာစိတ်မျိုးရှိရင်အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်